ကဲကြောက်စံမှာဖြုတ်ပြီးသွားတဲ့ဟိုပါပေါ့တေးဆိုတဲ့ဟိုအုံတီလားအုံသိန်လားတော့မသိပါဘူးဟိုကတေးရေးဆရာညီရဲရင်နဲ့စိုက်ဆရာတဲ့သူတို့တော့ဟိုအာနာပါတယ်ဒီတချင်းကိုဘလူမြတ်ဆက်လဲကွာဘလူမြတ်ဆက်လဲဒီချင်းကိုကြောက်ဆရာဟိုညီကိုလေးဟိုညီကိုဝနမနဲ့ကလည်းဒီလိုစောက်စိတ်မရှိတဲ့လူပညာရှင်မျိုးဟိုဟာဘာလို့ဒီကလောက်ကတည်းတွင်းနေတာမြောက်ပေါ်ဟိုပေါ့အားပေးနေတာဆိုးတဲ့တချင်းကဘာတချင်းလို့ဘယ်လိုဖြစ်လို့သူ့ငှားတယ်ကွာဈေးပေါ်လို့ငှားရလားဈေးပေါ်လို့ငှားရလားဟာလားဈေးပေါ်လို့ငှားရလားတချင်းကဟိုစက်တိမရှိဘာတချင်းဆိုလို့ဆိုမှမတူအခါမှလည်းမကြောက်ဘူးအဲ့တချင်းကငါလည်းဟိုဟာရေးတတ်တယ်အဲ့လိုမျိုးစောက်ပဒမ်းမတာတချင်းတွေကိုဟိုအမဟွာရှိပါတယ်ဗါလို့တေးဆရာတွေနော်ဟိုဟာဒီသားဟိုဆရာတွေအများကြီးရှိပါတယ်အဲ့သူလိုမျိုးစောက်သိမရှိတဲ့အစိုးတော်တွေကိုလက်ခံနေရလားအမှုပညာအဲ့လိုမျိုးလက်ခံတာလားအဲ့လိုစောက်သိမရှိတဲ့အစိုးတော်တွေပေါ်တာပေါ်ဒီပေါ်ကြောင်မျိုးလက်ခံနေရလားဟမ်သူအားပေးလို့ရှိတယ်နော်ဟိုကြောက်စရာကြောက်သားတွေမှာအားပေးလို့ရှိတယ်ဒီလိုစောက်သိမရှိတဲ့ဟိုမှာသေးဆိုတာအုံးသီးမသိအုံးစိမ်မသိနာမည်ကစက်သိမရှိဘူးသေးစရာလည်းတကယ်တော်တယ်အဲ့လိုတချင်းမျိုးရေးထားတာဟိုအိမ်နာထဲမှာအိမ်နာတိုင်နဲ့မရေးထားတယ်မလို့တချင်းမျိုးရုံနဲ့ဟိုဟာနဲ့ဘာလို့မလိုက်ဖြစ်နေတော့ကင်းတချင်းလိုက်တော့ဆိုတော့အဲ့ဟိုစောက်တော်သားတွေကလည်းအားပေးတွေအောက်ကနေပြီးတော့စဉ်းစားလို့မရအောင်စောက်တော်သားများလည်းတကယ်ဘာရှင်းတော့ကိုမြတ်တာတဲ့ကိုမြတ်တာလူပြိုကြီးတဲ့မြမဝင်လို့စီရောကောင်းတဲ့တချင်းအောက်ကလည်းအားပေးကြရမယ်နော်စောက်ယူသူတို့စောက်ယူဒီလိုအားပေးတဲ့လူတွေရှိတယ်တကယ်နဲ့အဲ့နဲ့တချင်းနာမည်ပါအပြူလေးရေချိုးပါသေးလို့လေတချင်းတော်တီးတော်တဲ့ချင်းနာမည်ကတော်ကောင်းတယ်နော်တေးစရာတကယ်လေးစားပါတယ်တေးစရာစိုက်စရာတကယ်လေးစားပါညီရဲရင်ကျွန်တော်တကယ်လေးစားပါတယ်နော်ဒီလိုတချင်းမျိုးရေးပြီးလို့ခံစားချက်နဲ့တကယ်ရေးပြီးတာတချင်းအောက်ကစောက်တော်သားတွေကလည်းအားပြီးတယ်အောက်ကနေပြီးတော့ဘလို့စောက်စိတ်မရှိတဲ့အစိုးတော်မျိုးညှောက်ပေးနေလဲမသိဘူးအောက်ကတော်သားလေးကြီးရတယ်ဟုတ်တယ်ချင်း